မင်္ဂလာပါရှင်ပြည်တွင်းကုန်များဦးစီးဌာနအနေနဲ့အခွန်နဲ့များကအခွန်ကျညာလွှာများအားဖြည့်သွင်းရမှာကျညာလွှာအမျိုးအစားလိုက်လွယ်ကူရှင်းလင်းစွာဖြည့်သွင်းနိုင်ရန်ရည်ရွယ်ပြီးတော့ကျညာလွှာအမျိုးအစားတစ်ခုချင်းစီအတွက်ဖြည့်သွင်းပုံအစဉ်စဉ်ကိုဗီဒီယိုကလစ်များဖြင့်ရှင်းလင်းတင်ပြပေးလျက်ရှိရာယခုအခါမှာတော့အထူးကုန်စည်ခွန်ကျညာလွှာပုံစံအမှတ်ပါတာခအာထာခ3331အားဖြည့်သွင်းပုံအစဉ်စဉ်ကိုအသေးစိတ်ရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီရဲ့အကြောင်းအရာနဲ့ဆက်လင်း၍တင်သွင်းရမယ့်ကျညာလာပုံစံနဲ့ညွှန်ကြားချက်များကိုကျမတို့ပြည်တွင်းခွန်များဦးစီးဌာနရဲ့ web address ဖြစ်တဲ့ www.ird.gov.mm မှာမြန်မာအင်္ဂလိပ်နှစ်ဘာသာဖြင့်လွှင့်တင်ထားပြီးဖြစ်တာကြောင့် download ရယူဖတ်ရှုနိုင်ပါတယ်။အခွန်ထမ်းများအနေနဲ့သိရှိထားဖို့လိုအပ်တဲ့ကျညာလာတင်သွင်းခြင်းဆိုင်ရာအခြေခံအချက်များကိုဦးစွာတင်ပြလိုပါတယ်ရှင်။ကျညာလာတင်သွင်းရာတွင်အခွန်နှဲကြီးများဆိုင်ရာအခွန်ရုံးများအလဲလက်အခွန်နှဲများဆိုင်ရာအခွန်ရုံးများရှိအခွန်နှဲများအနေနဲ့ electronic နည်းဖြင့်အခွန်ကျညာလာတင်သွင်းမှုစနစ် e-filing management system ကိုအသုံးပြု၍တင်သွင်းရမှာဖြစ်ပါတယ်။ e-filing management system ၌အခွန်နှဲကိုယ်တိုင်ဖြစ်ပါက touch payer ဖြစ်၎င်းကိုယ်စားလှယ်အနေဖြင့်အခကြေးငွေယူ၍ဆောင်ရွက်ပေးသူဖြစ်ပါက paying preparer ဖြစ်၎င်း account register ပြုလုပ်ထားမှသာအခွန်ကျညာလွှာများကိုတင်သွင်းနိုင်မှာဖြစ်ပါတယ်။ကျညာလွှာများဖြည့်စွက်တင်သွင်းတဲ့အခါမှာနီလန်နှမျိုးနဲ့ဆောင်ရွက်နိုင်မှာဖြစ်ပြီးနီလန်တစ်ကတော့ပုံစံဖြည့်သွင်းနိုင်သော Fable PDF ဖိုင်ကို IRD website မှာရယူ၍ offline ဖြည့်စွက်ပြီးနောက်စနစ်အတွင်း upload ပြုလုပ်တင်သွင်းခြင်းနှင့်နီလန်နှစ်ကတော့စနစ်အတွင်းတိုက်ရိုက်ဝင်ရောက်ဖြည့်စွက်ရေးတင်သွင်းခြင်းတို့ဖြစ်ပါလိမ့်ရှင်။အထူးကုန်စည်ခွန်ကျညာလွှာများကိုချွင်းချက်များမှာအပအခွန်ကျတဲ့သောအထူးကုန်စည်ကိုပြည်တွင်း၌ထုတ်လုပ်သူနှင့်ပြည်ပသို့တင်ပို့သူတို့ကတင်သွင်းရမှာဖြစ်ပါလိမ့်ရှင်။ချွင်းချက်များကိုကျညာလာပုံစံနဲ့အတူပူးတွဲပါရှိတဲ့ညွှန်ကြားချက်များရဲ့စာမျက်နှာ1မှာဖတ်ရှုနိုင်ပါတယ်။2025ခုနှစ်ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုံမှာစနစ်အရအခွန်ကျတဲ့အထူးကုန်စည်များအနက်သမဝရမကဏ္ဍနှင့်ပုဂ္ဂလိကကဏ္ဍများကပြည်တွင်း၌ထုတ်လုပ်ရောင်းချသည့်ဆေးရွက်ကြီးဆေးပေါ်လိပ်နှင့်ဆေးပြင်းလိပ်ထုတ်လုပ်ရောင်းချခြင်းအတွက်နှစ်တစ်နှစ်အတွင်းထုတ်လုပ်ရောင်းရငွေစုစုပေါင်းကျပ်သိန်း200တီတီထပ်မပိုရင်တော့အထူးကုန်စည်ကိုမကျသင့်ပါဘူးရှင်။အခွန်ကျသင့်သောအထူးကုန်စည်ကိုပြည်တွင်း၌ထုတ်လုပ်သူသို့မဟုတ်တင်ပို့သူသည်အထူးကုန်စည်ကိုထုတ်လုပ်ရောင်းချခြင်းသို့မဟုတ်ပြည်ပသို့တင်ပို့ခြင်းအတွက်အထူးကုန်စည်ခွန်ဆိုင်ရာ3လပတ်ကျညာလွှာကိုတင်သွင်းရမှာပဲဖြစ်ပါတယ်။ဒီ3လပတ်ကျညာလွှာကိုသက်ဆိုင်ရာ3လပတ်ကုန်ဆုံးပြီး10ရက်အတွင်းတင်သွင်းရမှာဖြစ်ပါတယ်။အကယ်၍3လပတ်ကျညာလွှာနောက်ဆုံးထားတင်သွင်းရမယ့်ရက်သည်အများပြည်သူရုံးပိတ်ရက်တွင်ကြာရောက်ပါကရင်းနှီးနှင့်နောက်တစ်ဆက်တည်းဖြစ်သောအများပြည်သူရုံးပိတ်ရက်တွင်တင်သွင်းရပါမယ်။နောက်တစ်ချက်အနေနဲ့ကတော့ကျညာလာတင်သွင်းခြင်းနဲ့ဇက်လင်းပြီးတိုင်းနာဆောင်ရွက်ရန်ပြက်ကွက်ခြင်းများအတွက်တန်ချင်းငွေကြခံပေးဆောင်ရနိုင်တာကိုလည်းသိရှိထားဖို့လိုအပ်ပါတယ်ရှင်။သတ်မှတ်ထားတဲ့ကာလအတွင်းကျညာလာတင်သွင်းရန်ပြက်ကွက်ပါကပေးဆောင်ရမယ့်အခွန်ပမာဏရဲ့900%အပြင်တင်သွင်းရန်သတ်မှတ်ထားတဲ့နေရာမှာညွှန်ကြားရေးမှူးချုပ်ကစီကြံမှုပြုလုပ်တဲ့အချိန်ကာလအထိကျညာလာတင်သွင်းရန်ဆက်လက်ပြက်ကွက်နေတဲ့တလားချင်းစီအတွက်ဒါမှမဟုတ်တလားရဲ့အစိပ်ပိုင်းအတွက်ပေးဆောင်ရမယ့်အခွန်ပမာဏရဲ့100%နဲ့ငွေကျပ်သိန်းတို့အနက်မှာများရတန်ကျေးငွေကိုပေးဆောင်ရမှာဖြစ်ပါတယ်။ထပ်မံပြီးတော့ကျညာလာမှာမမှန်ကန်တဲ့ပေါ်ပြချက်ဒါမှမဟုတ်ချမ်းလက်ထားခဲ့တဲ့အကြောင်းအချက်တစ်ခုခုကြောင့်အခွန်ကိုရော်နေပေးဆောင်ခဲ့ခြင်းဒါမှမဟုတ်ရော်နေပေးဆောင်ခဲ့ပွဲရှိတဲ့အဲ့ဒီပေါ်ပြချက်ဒါမှမဟုတ်ချမ်းလက်ထားချက်ကိုအခွန်နှန်းကကြိုတင်ကြံရွယ်ချက်ဖြည့်ပြုလုပ်ခြင်းဒါမှမဟုတ်လှေလူချူခြင်းဖြစ်ပါကရော်နေပေးဆောင်ခဲ့တဲ့အခွန်ပမာဏအလိုက်သတ်မှတ်ထားတဲ့တန်ချင်းငွေကိုပေးဆောင်ရမှာဖြစ်ပါတယ်။ရော့နယ်ပေးဆောင်တဲ့အခွန်ပမာဏ7,100ထက်ကျော်လွန်လျင်ဒါမှမဟုတ်ပေးဆောင်ရမယ့်အခွန်ရဲ့90%ထက်ကျော်လွန်လျင်ရော့နယ်ပေးဆောင်တဲ့အခွန်ပမာဏရဲ့85%ကိုတန်ချင်းငွေအဖြစ်ပေးဆောင်ရမှာဖြစ်ပြီးတော့ရော့နယ်ပေးဆောင်တဲ့အခွန်ပမာဏက7,100ထက်မကျော်လွန်လျင်ဒါမှမဟုတ်ပေးဆောင်ရမယ့်အခွန်ရဲ့90%ထက်မကျော်လွန်လျင်ရော့နယ်ပေးဆောင်တဲ့အခွန်ပမာဏရဲ့25%ကိုတန်ချင်းငွေအဖြစ်ပေးဆောင်ရမှာဖြစ်ပါတယ်။မှားယွင်းနဲ့ဒါမှမဟုတ်လမ်းလွဲစေနိုင်တဲ့ဖော်ပြချက်ကိုတင်ပြသဖြင့်စီကြက်မှုပြုလုပ်ရာတွင်အမှန်ပေးဆောင်ရန်တာဝန်ရှိတဲ့အခွန်အားရော်နေပေးဆောင်ခဲ့ပွဲရှိလျင်ဖြစ်စေအမှန်ပြန်အမ်းရမယ့်ငွေထက်ပုံမပြန်အမ်းခဲ့ပွဲရှိလျင်ဖြစ်စေတန်ချင်းငွေ3,500အပြင်အမှန်ကျတဲ့အခွန်နှင့်ရော်နေစီကြက်ခဲ့နိုင်ပွဲရှိတဲ့အခွန်တို့ရဲ့ခြားနာတဲ့ပမာဏအမှန်ပြန်အမ်းရမယ့်ငွေကြေးနှင့်ပုံမပြန်အမ်းခဲ့နိုင်ပွဲရှိတဲ့ငွေကြေးတို့ရဲ့ခြားနာတဲ့ပမာဏတို့အနက်များရတန်ချင်းငွေကိုပေးဆောင်ရမှာဖြစ်ပါတယ်။အဖို့ပြပါပြက်ကွက်မှုတရရက်ကိုကျူးလွန်ပါကအထူးကုန်စည်ခွန်ဥပဒေအရတန်ကျေးငွေပေးဆောင်ရမှာဖြစ်ပါတယ်။
ဈေးကွက်ပေါက်ဈေးသတ်မှတ်ပေးနိုင်ရေးအတွက်အထူးကုန်စည်ကုန်ဥပဒေအရတောင်းခံသည့်သတင်းအချက်အလက်များသတ်မှတ်ထားသောသို့မဟုတ်ထပ်မံတိုးမြင့်ပေးထားသောအချိန်အတွင်းတင်သွင်းရန်ပျက်ကွက်ခြင်းအတွက်ကျပ်သိန်း50အခွန်မပေးဆောင်ရသေးသောအထူးကုန်စည်ကိုရရှိပိုင်ဆိုင်ထားခြင်းအတွက်လက်ဝယ်ထားရှိသူကရင်းကုန်စည်တန်ဖိုး၏100%ပေးဆောင်ရမည်အပြင်ရင်းကုန်စည်များကိုပြည်သူ့ဗဏ္ဍာအဖြစ်တင်ယူခြင်းအခွန်အမတ်တစိတ်ကက်နှိပ်ရောင်းချစေရမည်အထူးကုန်စည်နှင့်ဆက်လင်း၍တမတ်အခွန်အမတ်တစိတ်ကက်နှိပ်ပြီးရင်ပြက်ကွက်ကြောင်းမြို့နယ်အခွန်ဦးစီးဌာနမှကစစ်ဆေးတွေ့ရှိရပါကအထူးကုန်စည်ထုတ်လုပ်သူကရင်းတို့ပြက်ကွက်ခြင်းအတွက်တွေ့ရှိသည့်အထူးကုန်စည်တန်ဖိုး၏50%ထို့အပြင်အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရအခွန်စီမံအုပ်ချုပ်မှုဆောင်ရွက်ခြင်းကိုတမင်ဟန်တာခြင်းသို့မဟုတ်ဟန်တာရန်အားထုတ်ခြင်းပြုလုပ်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရပါကတနစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေကျပ်2,500,000ထက်မပိုသောငွေဒဏ်ဖြစ်စေဒဏ်နှစ်ရက်လုံးဖြစ်စေချမှတ်ခြင်းခံရမှာဖြစ်ပါတယ်ယခုရှင်းလင်းတင်ပြခဲ့တဲ့အထူးကုန်စည်ကုန်ကြေညာလာတင်သွင်းရမှာသိရှိထားရင်လိုအပ်တဲ့အခြေခံအချက်တွေဖြစ်တဲ့ကြေညာလာတင်သွင်းခြင်းအတွက်တာဝန်ရှိသူကြေညာလာတင်သွင်းရမယ်အချိန်ကာလပြက်ကွက်ခြင်းအတွက်ဒဏ်ကြေးငွေဆိုင်ရာကိစ္စရပ်များဆိုတဲ့အချက်တွေနဲ့ဆက်လင်းပြီးတော့ပုံမသိရှိနိုင်ရန်အတွက်ကြေညာလာပုံစံနဲ့အတူပူးတွဲပါရှိတဲ့အထွေထွေညွှန်ကြားချက်များကိုသိချစွာလေ့လာဖတ်ရှုပေးနိုင်ပါရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင်ယခုစတင်ပြီးတော့အထူးကုန်စည်ကုန်ကြေညာလွှာပုံစံအမှတ်ပါတာခအထာခ3331အားတတိယ3လပတ်အတွက်တင်သွင်းမဲ့ကြေညာလွှာပုံစံအဖြစ်ဥပမာပေးဖြစ်သွင်းရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ်2025-2026ဘဏ္ဍာနှစ်ရဲ့တတိယ3လပတ်ကာလရက်အားဖြင့်2025ခုနှစ်အောက်တိုဘာလ1ရက်နေ့မှဒီဇင်ဘာလ31ရက်နေ့အထိ3လတာကာလအတွက်2026ခုနှစ်ဇန်နဝါရီလ12ရက်နေ့တွင်နောက်ဆုံးထားတင်သွင်းရမယ်အထူးကုန်စည်ကုန်ကြေညာလွှာအဖြစ်ဥပမာပေးဖြစ်သွင်းရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကြေညာလွှာတွင်အခွန်နဲ့အချက်အလက်များဖြည့်သွင်းရမည်အပိုင်းကကြီးကုန်စည်ထုတ်လုပ်ခြင်းသို့မဟုတ်ရောင်းချခြင်းအပေါ်ထမ်းဆောင်ရမည်ကြတင်အထူးကုန်စည်ကုန်အပိုင်းခါခွေပြည်ပသို့ကုန်စည်တင်ပို့ခြင်းအပေါ်ထမ်းဆောင်ရမည်ကြတင်အထူးကုန်စည်ကုန်အပိုင်းခငယ်အသတင်ကြတင်အထူးကုန်စည်ကုန်သို့မဟုတ်ပိုရှံပေးဆောင်မှုများဆောင်ရွက်ခယူ၍ကြေညာလာဖြစ်တဲ့သူ၏ဂတိဝန်ခံချက်အခွန်နဲ့သို့မဟုတ်ကိုယ်စားလှယ်၏ဂတိဝန်ခံချက်ဆိုတဲ့အပိုင်းတွေပါရှိမှာဖြစ်ပါတယ်ကြေညာလာရဲ့ယခုအပိုင်းများကိုမှန်ကန်ပြည့်စုံစွာဖြည့်သွင်းနိုင်ရန်အတွက်ကြေညာလာပုံစံနဲ့အတူပူးတွဲပါရှိတဲ့အသေးစိတ်ညွှန်ကြားချက်များကိုတေချာစွာဖတ်ရှုလေ့လာထားရန်လိုအပ်မှာဖြစ်ပါတယ်ရှင်။ပထမဆုံးအနေနဲ့ကြေညာလာမှာအခွန်နဲ့ရဲ့အချက်အလက်တွေကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။အခွန်နဲ့ဤကိုယ့်ရဲ့အချက်အလက်များမဖြည့်သွင်းမီဥစွာတွေ့ရှိရတဲ့ပေးပို့သည့်3လပတ်အခွန်ကာလဆိုတဲ့နေရာမှာသက်ဆိုင်ရာ3လပတ်ကုန်ဆုံးတဲ့ရက်စွဲကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။ဒါကြောင့်ယခုကြေညာလာဟာတတိယ3လပတ်အတွက်တင်သွင်းမဲ့ကြေညာလာဖြစ်တာကြောင့်သက်ဆိုင်ရာ3လပတ်ကုန်ဆုံးတဲ့ရက်စွဲဖြစ်တဲ့2025ခုနှစ်ဒီဇင်ဘာလ31ရက်ကိုဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့အခွန်နဲ့ရဲ့ကိုယ်ရေးအချက်အလက်တွေကိုဆက်လက်ဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။ကာကြီးမှာတော့အခွန်နဲ့အမျိုးအစားကိုသက်ဆိုင်ရာအကွက်မှာအမှတ်ချစ်ပေးရပါမယ်။အခွန်နဲ့ကကုမ္ပဏီလည်းမဟုတ်ဘူး၊တမဝရမအသင်းလည်းမဟုတ်ဘူး၊နိုင်ငံမှာစီးပွားရေးအဖွဲ့အစည်းလည်းမဟုတ်ဘူးဆိုရင်တော့ပုဂ္ဂိုလ်စုအခြားအကွက်မှာအမှတ်ချစ်ပေးရမှာဖြစ်ပါတယ်။တမဝရမအသင်းမှာနှမျိုးရှိတဲ့အတွက်1992ခုနှစ်အခြေခံတမဝရမအသင်းဥပဒေအရဖွဲ့စည်းထားခဲ့တဲ့အသင်းဖြစ်ခဲ့မယ်ဆိုရင်အခြေခံတမဝရမအသင်းဆိုတဲ့အကွက်ကိုရွေးချယ်ပေးရမှာဖြစ်ပြီးဒီလိုဖွဲ့စည်းခဲ့တာမဟုတ်ရင်တော့အခြားတမဝရမအသင်းအဖွဲ့ကိုရွေးပေးရမှာဖြစ်ပါတယ်။နိုင်ငံမှာစီးပွားရေးအဖွဲ့အစည်းကုမ္ပဏီနဲ့တဦးချင်းပုဂ္ဂိုလ်တွေအနေနဲ့ကတော့သက်ဆိုင်ရာအကွက်မှာအမှတ်ချစ်ပေးရပါမယ်ရှင်။ခါခွေးမှာလည်းအခွန်နဲ့ဤနေထိုင်မှုကိုသက်ဆိုင်ရာအကွက်မှာအမှတ်ချစ်ပေးရမှာဖြစ်ပါတယ်။ဒီနေထိုင်မှု၄မျိုးရဲ့အဓိပ္ပာယ်ကိုသိချစွာသိရှိနိုင်မှုအတွက်ဝင်ငွေကုန်ဥပဒေအခန်း1ပုံမှန်3တာတလင်းကျိတ်ထားဝင်ပေတာရင်ကောက်တာဝန်ဘူးတို့ကိုဖတ်ရှုပြီးသက်ဆိုင်ရာအကွက်မှာအမှတ်ချစ်ပေးရမှာဖြစ်ပါတယ်ရှင်။ကငယ်မှာတော့နိုင်ငံအမည်ဒီနေရာမှာတော့အခွန်နန်းသည်မြန်မာနိုင်ငံနဲ့အခွန်နှစ်ထပ်မကျသင့်စေရေးစာချုပ်ချုပ်ဆိုထားတဲ့စာချုပ်ဝင်နိုင်ငံကနိုင်ငံသားဖြစ်ခဲ့မယ်ဆိုရင်ရင်းနိုင်ငံအမည်ကိုရေးသားဖော်ပြပေးရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့ ATTA စာချုပ်ချုပ်ဆိုထားတဲ့နိုင်ငံပေါင်း10နိုင်ငံရှိပါတယ်။ဒီနိုင်ငံတွေကတော့ပြည်ထောင်မလေးရှားစင်ကာပူဗီယက်နမ်ထိုင်းကိုရီးယားလာအိုနဲ့အိန္ဒိယတို့ဖြစ်ကြပါတယ်ရှင်။
ကာကြီးမှာတော့အခွန်နဲ့အနေနဲ့ပြည်တွင်းအခွန်များဦးစီးဌာနတွင်အထူးကုန်စည်ခွန်ကြီးညာလွှာကိုပထမဆုံးအကြိမ်တင်သွင်းရတဲ့အခွန်နဲ့အသေးဖြစ်ပါကပြည်တွင်းအခွန်များဦးစီးဌာနထံသို့တင်သွင်းသည့်ကနဦးကြီးညာလွှာကိုအမှတ်ချက်ရွေးချယ်ပေးရမှာဖြစ်ပါတယ်။သို့မဟုတ်အခွန်နဲ့အနေနဲ့မူလကတင်သွင်းခဲ့သည့်တတိယ3လပတ်အထူးကုန်စည်ခွန်ကြီးညာလွှာကိုပြန်လည်ပြင်ဆင်တင်သွင်းခြင်းဖြစ်ပါကပြင်ဆင်သည့်ကြီးညာလွှာကိုရွေးချယ်ပေးရမှာဖြစ်ပြီးပြင်ဆင်လိုတဲ့3လပတ်ကာလကိုလည်းတစ်ဆက်တည်းအမှတ်ချက်ရွေးချယ်ပေးရမှာဖြစ်ပါတယ်။အခွန်နဲ့အနေနဲ့လုပ်ငန်းရစဲခြင်းသို့မဟုတ်ဖျက်သိမ်းခြင်းကဲ့သို့သောအခြေအနေများကြောင့်နောက်ဆုံးတင်သွင်းသည့်ကြေညာလွှာဖြစ်ပါကပြည်တွင်းကုန်များဦးစီးဌာနထံသို့တင်သွင်းသည့်အပိသက်ကြေညာလွှာကိုအမှတ်ချက်ရွေးချယ်ပေးရမှာဖြစ်ပါတယ်။အခွန်နဲ့အနေနဲ့ရခိုင်ကြေညာလွှာတင်သွင်းပြီးနောက်မှာလိပ်စာပြောင်းလဲခြင်းဖြစ်ပါကလိပ်စာပြောင်းလဲခြင်းကိုရွေးချယ်အမှတ်ချက်ပေးရမှာဖြစ်ပါတယ်ရှင်။အမည်နေရာတွင်အခွန်နဲ့အမည်ကိုဖြည့်သွင်းရမှာဖြစ်ပြီးအခွန်နဲ့မှတ်ပုံတင်အမှတ်နေရာတွင်အခွန်နဲ့၏တင် GIR နံပါတ်ကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။တဦးချင်းပုဂ္ဂိုလ်အခွန်နဲ့များအနေနဲ့အိမ်အောင်ရှိသူဖြစ်ပါကမိမိအိမ်အောင်ဘက်၏အမည်အပြည့်အစုံကိုဖြည့်သွင်းပေးရမှာဖြစ်ပြီးအိမ်အောင်ဘက်သည်လည်းအခွန်နဲ့ဖြစ်ပါက၎င်း၏အခွန်နဲ့မှတ်ပုံတင်အမှတ်ကိုဆက်လက်ဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။ကုမ္ပဏီအခွန်နဲ့ဖြစ်ပါကဤအချက်ကိုဖြည့်သွင်းရန်လိုအပ်မည်မဟုတ်ပါ။စာပို့လိပ်စာနေရက်လိပ်စာဆက်သွယ်ရန်ဖုန်းနံပါတ်နှင့်အီးမေးလ်လိပ်စာများကိုဖြည့်သွင်းရာတွင်အခွန်နဲ့အားအမှန်တကယ်ဆက်သွယ်နိုင်မည်လက်ရှိနေရက်လိပ်စာဖုန်းနံပါတ်များနှင့်အီးမေးလ်လိပ်စာများကိုသာအထူးဂရုပြုဖြည့်သွင်းပေးရန်လိုအပ်ပါတယ်ရှင်။အကောက်ခွန် IE ကုတ်တွင်အခွန်နဲ့အနေနဲ့ပို့ကုန်သွင်းကုန်လုပ်ငန်းလုပ်ကိုင်ပါကအကောက်ခွန်ဦးစီးဌာနမှထုတ်ပေးသည့် IE ကုတ်ကိုဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ Industry ကုတ်တွင်အခွန်နဲ့အနေနဲ့အခွန်နဲ့မပုံတင်အမှတ်လျှောက်ထားခြင်းကရွေးချယ်ထားခဲ့တဲ့လုပ်ငန်းအမျိုးအစားကုတ်နံပါတ်၄လုံးကိုဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။ယခုကြေညာလွှာရဲ့အပိုင်းကာကြီးကိုဖြည့်သွင်းနိုင်ရန်ဆက်လက်ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်ရှင်။အပိုင်းကာကြီးရဲ့အလျားကွက်များမှာတော့ကုန်စည်ထုတ်လုပ်ခြင်းသို့မဟုတ်ရောင်းချခြင်းတို့အတွက်ကုန်စည်အမျိုးအစားအလိုက်တစ်ခုချင်းစီဖော်ပြပေးထားတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။တောင်လိုက်ကွက်ကာကြီးမှာတော့ရောင်းချသည့်ကုန်စည်အရေးအတွက်သို့မဟုတ်အယောင်ပမာဏတို့ကိုဖြည့်သွင်းရမှာဖြစ်ပြီးအယောင်စည်းရင်းကိုပူးတွဲတင်ပြရန်လိုအပ်မှာဖြစ်ပါတယ်။အလျားကွက်1မှ3အထိစိဂရက်အမျိုးမျိုးအလျားကွက်6ဆေးဘောလိပ်အလျားကွက်10မှ20အထိအရက်အမျိုးမျိုးအလျားကွက်25မှ36အထိဝိုင်အမျိုးမျိုးတို့ဤတောင်လိုက်အကွက်ကကြီးတွင်ရောင်းချသည့်အရေးအတွက်ကိုဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။အလျားကွက်4ဆေးရွက်ကြီးအလျားကွက်5ဗာဂျီနီးယားပေါင်းတင်မီဆေးအလျားကွက်9ဆေးပြင်းလိပ်အလျားကွက်10ဆေးတံတောက်ဆေးများအလျားကွက်9ကွန်ဆာဆေးအမျိုးမျိုးအလျားကွက်23အရက်အမျိုးမျိုးအလျားကွက်24ဘီယာအမျိုးမျိုးအလျားကွက်30ဝိုင်အမျိုးမျိုးအလျားကွက်38တေလုံးတစ်ခွဲသားများအလျားကွက်39မှ41အထိဒဗက်ကဖိုဒိုပိကဲကားများအပါအဝင်ပိကဲကားများနဲ့ဘက်ထရီလျှက်စစ်ကားဘက်ထရီ electric vehicle BEV ကားများမှအပါဗင်ကားများဆလွန်စီဒီနီဝက်ကွန်အက်စတိတ်ဝက်ကွန်ကားများကူပေကားများအလျားကွက်40နှစ်ရေနံစီဓာတ်စီဒီဇယ်စီရက်လေရင်စီနှင့်အလျားကွက်43တဘာဝတံငွေတို့ဤတောင်လိုက်ကွက်ကားကြီးတွင်အထူးကုန်စည်ကွန်မပါအယောင်ပမာဏကိုဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။တောင်လိုက်ကွက်ခခွေးကတော့အလျားကွက်တစ်ခုချင်းစီအတွက်ဈေးကွက်ပေါက်စီတန်မိုးအဆင့်များကိုဖော်ပြပေးထားတာဖြစ်ပါတယ်။တောင်လိုက်ကွက်ကငယ်မှာတော့အလျားကွက်တစ်ခုချင်းစီအတွက်ကြားသိမြင့်အခွန်နှုန်းများကိုဖော်ပြပေးထားတာဖြစ်ပါတယ်။တောင်လိုက်ကွက်ကာကြီးမှာဆိုရင်တောင်လိုက်ကွက်ကာကြီးနဲ့ခငယ်တို့ကိုမြောက်ချင်းဤရလက်ဖြစ်တဲ့ကြားသိအထူးကုန်စည်ကွန်ကိုဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။အလျားကွက်44မှာတော့တောင်လိုက်ကွက်ကာကြီးမှာရှိတဲ့အလျားကွက်1မှ43အထိပေါင်းရရရှိလာတဲ့စုစုပေါင်းကြားသိအထူးကုန်စည်ကွန်ကိုဖြည့်သွင်းပေးရမှာဖြစ်ပါတယ်ရှင်။အသေးစိတ်ချက်လက်များကိုကြေညာလာပုံစံနဲ့အတူပူးတွဲပါရှိတဲ့ညွှန်ကြားချက်များရဲ့စာမျက်နှာ3နဲ့4တွင်ဖတ်ရှုလေ့လာနိုင်ပါတယ်ရှင်။ယခုဆက်လက်ပြီးတော့ကြေညာလွှာရဲ့အပိုင်းခခွေကိုဖြည့်သွင်းနိုင်ရန်ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်ရှင်။အပိုင်းခခွေမှာတော့ပြည်ပသို့ကုန်စည်တင်ပို့ခြင်းအပေါ်ထမ်းဆောင်ရမည်ကြားသိအထူးကုန်စည်ကွန်နဲ့ပတ်သက်ပြီးဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။အပိုင်းခခွေအလျားကွက်1ကတော့2025ခုနှစ်ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရပြည်ပသို့တင်ပို့ခြင်းအပေါ်အထူးကုန်စည်ခွန်ကျတင်သည့်တစ်လုံးတစ်ခွဲသားများ၏အထူးကုန်စည်ခွန်မပါတန်မိုးကိုဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။အပိုင်းခခွေအလျားကွက်2မှာတော့အခြားပြည်ပပို့အထူးကုန်စည်များမှာအထူးကုန်စည်ခွန်မပါတန်မိုးကိုဖြည့်သွင်းပေးရမှာဖြစ်ပြီးအဆိုပါကုန်စည်များအားပူးတွဲစရာဖြည့်ဖော်ပြပေးရန်လိုအပ်ပါတယ်။
တောင်လိုက်ကွက်ခခွေကတော့အလျားကွက်တစ်ခုချင်းစီအတွက်ဈေးကွက်ပေါက်ဈေးတန်ဖိုးအဆင့်များကိုဖော်ပြပေးထားတာဖြစ်ပါတယ်။တောင်လိုက်ကွက်ခငယ်မှာတော့အလျားကွက်တစ်ခုချင်းစီအတွက်ကျသင့်မြင့်အခွန်နှုန်းများကိုဖော်ပြပေးထားတာဖြစ်ပါတယ်။တောင်လိုက်ကွက်ခကြီးမှာဆိုရင်တောင်လိုက်ကွက်ကကြီးနဲ့ကငယ်ကိုမြောက်ချင်းအရာလက်ဖြစ်တဲ့ကျသင့်အထူးကုန်စည်ကုန်ကိုဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။အလျားကွက်3မှာတော့တောင်လိုက်ကွက်ခကြီးမှာရှိတဲ့အလျားကွက်1မှာကျသင့်အထူးကုန်စည်ကုန်ပမာဏကိုဖြည့်သွင်းပေးရမှာဖြစ်ပါတယ်ရှင်။ကြေညာလာရဲ့အပိုင်းခငယ်ကိုဖြည့်သွင်းနိုင်ရန်ဆက်လက်ရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။အပိုင်းခငယ်မှာတော့အသက်တင်ကြတဲ့အထူးကုန်စည်ကုန်သို့မဟုတ်ပိုရှံပေးဆောင်မှုများကိုဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။အလျားကွက်1မှာတော့အပိုင်းခကြီးမှာအလျားကွက်44နဲ့အပိုင်းခခွေမှာအလျားကွက်3တို့ကိုပေါင်းထားသည့်စုစုပေါင်းကြတဲ့အထူးကုန်စည်ကုန်ကိုဖြည့်ပေးရမှာဖြစ်ပါတယ်။အလျားကွက်2မှာတော့သက်ဆိုင်ရာ3လပတ်အတွင်းပေးဆောင်ခဲ့သည့်စုစုပေါင်းအထူးကုန်စည်ကုန်ကိုရေးသွင်းပေးရမှာဖြစ်ပြီးချက်လန်အထောက်အထားများကိုပူးတွဲတင်ပြရမှာဖြစ်ပါတယ်။အလျားကွက်3မှာတော့အထူးကုန်စည်ကိုပြည်တွင်းသို့တင်သွင်းစဉ်သို့မဟုတ်ပြည်တွင်း၌အခြားအထူးကုန်စည်ထုတ်လုပ်သူထံမှတိုက်ရိုက်ဝယ်ယူခဲ့စဉ်ကပေးဆောင်ခဲ့ရတဲ့3လပတ်အတွင်းခုနှိမ်ခွင့်ရှိတဲ့အထူးကုန်စည်ကုန်ကိုဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။ကြေညာလာနဲ့အတူပုံစံပတခအာထခ3531ပတခအာထခ3532နဲ့ပတခအာထခ3533တို့ကိုပူးတွဲတင်သွင်းရမှာဖြစ်ပါတယ်။အသေးစိတ်အချက်အလက်များကိုကြေညာလာပုံစံနဲ့အတူပူးတွဲပါရှိတဲ့ညွှန်ကြားချက်များရဲ့စာမျက်နှာ9တွင်ဖတ်ရှုလေ့လာနိုင်ပါတယ်ရှင်။အလျားကွက်4မှာတော့ရခင်3လပတ်ကပုံမပေးဆောင်ထားခဲ့သောအထူးကုန်စည်ကုန်ကိုဖြည့်သွင်းပေးရမှာဖြစ်ပြီးဖြည့်သွင်းရာတွင်ပုံမရှင်းလင်းလွယ်ကူစေရန်အတွက်အသေးစိတ်ညွှန်ကြားချက်များတွင်ကြည့်ရှုနိုင်ပါတယ်ရှင်။အလျားကွက်9မှာဆိုလျင်တော့အလျားကွက်1ထဲမှာအလျားကွက်2 3နဲ့4တို့ကိုပေါင်း၍ရသည့်ရလဒ်ကိုနှုတ်၍ရရှိတဲ့ပမာဏကိုဖြည့်သွင်းရမှာဖြစ်ပြီးအဆိုပါပမာဏကတော့အခွန်နဲ့အမည်နဲ့ထပ်မံပေးဆောင်ရမည်အထူးကုန်စည်ကုန်ပမာဏဖြစ်ပါတယ်။အခွန်ပေးဆောင်ခြင်းနဲ့ဆက်လင်းပြီးသတိပြုရမယ့်အချက်များကိုအသေးစိတ်ညွှန်ကြားချက်များတွင်ဖော်ပြပေးထားပါတယ်ရှင်။အလျားကွက်6တွင်အလျားကွက်2 3နဲ့4တို့ကိုပေါင်း၍ရသည့်ရလဒ်ထဲမှာအလျားကွက်1ကိုနှုတ်၍ရရှိသောပမာဏအားဖြည့်သွင်းရမှာဖြစ်ပြီးအဆိုပါပမာဏကတော့အခွန်နှန်းကယခုကြေညာလာတင်သွင်းသည့်3လပတ်ကာလအတွက်ပုံမပေးဆောင်ထားတဲ့အထူးကုန်စည်ကုန်ပမာဏဖြစ်ပါတယ်။ပုံမပေးသွင်းခဲ့သောငွေပမာဏကိုအခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုံမှန်43နှင့်အညီပြန်အပ်မှာဖြစ်ပါတယ်။အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုံမှန်43နှင့်အညီဆောင်ရွက်ပြီးနောက်ပုံမပေးသွင်းထားခဲ့သောပမာဏကျန်ရှိနေပြီးယင်းကိုလာမည့်အခွန်နှင့်အတွက်အသုံးပြုလိုပါကအလျားကွက်6ရှိအကွက်တွင်အမှတ်ချပေးရမှာဖြစ်ပါတယ်ရှင်။အသေးစိတ်ကိုကြေညာလာပုံစံနှင့်အတူပူးတွဲပါရှိတဲ့ညွှန်ကြားချက်များရဲ့စာမျက်နှာ9နဲ့6တွင်ဖတ်ရှုနိုင်ပါတယ်ရှင်။ဆောင်ရွက်ခယူ၍ကြေညာလာဖြစ်တဲ့သူ၏ဂတိဝင်ခံချက်ကြေညာလာရဲ့နောက်ဆုံးအပိုင်းဖြစ်တဲ့ကြေညာလာဖြစ်တဲ့သူ၏ဂတိဝင်ခံချက်မှာတော့စည်ရင်းကိုင်ဒါမှမဟုတ်စည်ရင်းစစ်ဆေးသူနဲ့သက်ဆိုင်တဲ့အချက်အလက်များကိုဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။ဆောင်ရွက်ခယူပြီးကြေညာလာဖြစ်သွင်းပေးသူမရှိပါကယခုအပိုင်းကိုဖြည့်သွင်းပေးရန်မလိုအပ်ပါရှင်။ဆောင်ရွက်ခယူ၍ကြေညာလာဖြစ်သွင်းသူဆိုသည်မှာကုမ္ပဏီသို့မဟုတ်အဖွဲ့အစည်းမှဝန်ထမ်းမဟုတ်သောအခွန်ထမ်းထံမှအခကြေးငွေယူ၍ကြေညာလာအားဆောင်ရွက်ပေးသောလူပုဂ္ဂိုလ်ကိုဆိုလိုပါတယ်။အခွန်ထမ်းသို့မဟုတ်ကိုယ်စားလှယ်၏ဂတိဝင်ခံချက်အခွန်ထမ်းသို့မဟုတ်ကိုယ်စားလှယ်၏ဂတိဝင်ခံချက်အပိုင်းမှာတော့တဦးချင်းပုဂ္ဂိုလ်ဖြစ်ပါကထိုပုဂ္ဂိုလ်ကိုယ်တိုင်လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။တမဝရမအသင်းအဖွဲ့ဖြစ်ပါကဥက္ကဋ္ဌဒါမှမဟုတ်အတွင်းရေးမှူးကလက်မှတ်ရေးထိုးရမှာဖြစ်ပြီးတော့ကုမ္ပဏီဖြစ်ပါကကုမ္ပဏီရဲ့ကိုယ်စားလှယ်အတွင်းရေးမှူးအထွေထွေမန်နေဂျာဒါမှမဟုတ်မန်နေဂျာကလက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။နိုင်ငံတော်ပိုင်းစီးပွားရေးအဖွဲ့အစည်းတွေအနေနဲ့ကတော့စီမံရေးရာဒါမှမဟုတ်ငွေစည်ရင်းဌာနမှာတာဝန်ရှိပုဂ္ဂိုလ်တဦးကလက်မှတ်ရေးထိုးတင်သွင်းရမှာဖြစ်ပါတယ်ရှင်။ယခုဝန်ခံချက်များအရာအကယ်၍ကြေညာလာမှာရွေးတင်ထားတဲ့ကိန်းဂဏန်းများဖြစ်စေပူးတွဲပါရှိတဲ့စာရွက်စာတမ်းထောက်ထားများဖြစ်စေလင်ညာတင်သွင်းကြောင်းပေါ်ပေါက်ခဲ့မယ်ဆိုရင်မမှန်ကန်သောသတင်းအချက်အလက်များပေးခြင်းဆိုင်ရာရာဇသကြီးပုံမှာတစ်ခုခုကိုချိုးဖောက်ခြင်းဖြစ်တာကြောင့်တန်ငွေသို့မဟုတ်ထောင်ဒဏ်သို့မဟုတ်တနည်းလုံးကြခံရမှာဖြစ်ပြီးကြေးခွင့်မရှိတဲ့ပြစ်မှုဖြစ်တဲ့အတွက်အထူးဂရုစိုက်ဆောင်ရွက်ဖို့အသိပေးအပ်ပါတယ်ရှင်။2025-2026ဘဏ္ဍာရေးနှစ်ရက်အားဖြင့်2025ခုနှစ်ဇွန်လ10ရက်နေ့2025ခုနှစ်အောက်တိုဘာလ10ရက်နေ့2026ခုနှစ်ဇန်နဝါရီလ12ရက်နေ့2026ခုနှစ်ဧပြီလ10ရက်နေ့တို့တွင်နောက်ဆုံးထားတင်သွင်းရမည့်အထူးကုန်စည်ကုန်ကြေညာလာတင်သွင်းခြင်းအကြောင်းရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်ပါတယ်ရှင်။
ယခုကဲ့သို့ရှင်းလင်းတင်ပြချက်ကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။အခွန်ထမ်းပြည်သူများအားလုံးကိုယ်စိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေရှင်။